Mobile မင်္ဂလာပါကျွန်တော်တို့ဒီနေ့သွားမှာကတော့ chapter 1 rotational motion ပဲဖြစ်ပါတယ်ခင်ဗျာကဲဟုတ်ပြီ rotational motion ဆိုတာပြော rotational motion ဆိုတာကလဲပတ်ရွေ့ရှာမှုဆိုတာကကျွန်တော်တို့ဒီဝင်ရိုးတစ်ခုပေါ်မှာအရာဝတ္ထုတစ်ခုကဒီတိုင်းလေးလဲနေတာပေါ့အဲဒါကိုလဲပတ်ရွေ့ရှာမှုလို့ခေါ်တယ်ဥပမာပြောမယ်ဆိုဂျင်ဂလေတစ်ခုလဲတာပေါ့ဟုတ်တယ်နော်ဂျင်ဂလေတစ်ခုလဲတာ rotational motion ရဲ့ example တစ်ခုပဲဂျင်ဂလေတစ်ခုကသူ့ရဲ့ဝင်ရိုးအတိုင်းလေးပေါ်မှာပဲအတိုင်းလေးလဲအဲဒါကျွန်တော် rotational motion ပဲဖြစ်ပါတယ်ဟုတ်တယ်ဟုတ်ပြီးတော့နောက်ထပ်ဥပမာဆိုရင်ဒီပန်ခါရဲ့ blade ပြပန်ခါလေးပေါ့ပန်ခါလေးလဲတာလဲ rotational motion ပဲသူ့ဝင်ရိုးလေးအတိုင်းလေးပဲပန်ခါလေးကလည်းလဲသွားအဲဒါ rotational motion လို့ခေါ်တယ်ပြီးတော့နောက်ထပ်ဥပမာတစ်ခုကကျွန်တော်တို့ဒီကဘာရှိရပြကျွန်တော်တို့ကဘာကြီးကသူ့ဝင်ရိုးအတိုင်းလေးပဲအမြဲတမ်းလဲပတ်နေတာအဲဒါကိုကျွန်တော်တို့ rotational motion လို့ခေါ်တယ်ဒီမှာတချို့ရောကြတာ rotational motion နဲ့ circular motion ကိုတဲပြမသိကြတာဖြစ်တယ်circular motion ဆိုတာကျွန်တော်တို့ဒီစက်ဝိုင်းပုံပလန်တစ်ခုရှိအဲ့ပလန်အတိုင်းရွေ့နေတာဗျဒီစက်ဝိုင်းပုံပလန်အတိုင်းဒီဝတ္ထုကဒီနားလေးကနေဒီနားလေးလိုရွေ့သွားအဲ့လိုရွေ့သွားအဲ့ဒါကို circular motion လို့ခေါ်တယ်မြင်တာအောင်ပြောရမယ်ဆိုရင်ဒါကျွန်တော်တို့ကဘာထားလိုက်ရင်ဒီမှာနေရှိဒီမှာလာရှိဗျာဟုတ်တယ်နော်လာကကျွန်တော်တို့ကဘာကိုပတ်နေတယ်ဟုတ်တယ်ဟုတ်အဲ့လာပတ်နေတဲ့ motion က circular motion ဖြစ်တယ်လာကဘာကိုပတ်နေတာ circular motion ကဘာသူ့ဝင်ရိုးတိုင်းလေးပတ်နေတာ rotational motion အဲ့တဖက်ကဘာပဲဒီကဘာကပဲနေကိုပတ်နေရောဒါကဘာရ art ဒါနေစမ်းတော့နေကိုပဲကဘာအဲ့လိုပတ်နေမယ်ဆိုရင်အချိန်ကြာဒီကောင် rotational motion ဖြစ်သွားတယ်rotational motion sorry အချိန်ကြာဒီကောင် circular motion ဖြစ်သွားတယ်ဟုတ်တယ်ဟုတ်စဝိုင်းပုံအတိုင်းလေးရွေးရှားနေအဲ့တော့ရှင်းလေးပဲ rotational motion ဆိုတာသူဝင်ရိုးတစ်လျှောက်မှာသူလဲပတ်နေတာ rotational motion circular motion ဆိုတာစဝိုင်းပုံပလန်တိုင်းမှာရွေ့စဝိုင်းပုံပလန်တိုင်းမှာပလန်တစ်ခုတိုင်းရွေ့နေ circular motion ကျွန်တော်တို့အောက်စပတ်ကြည့်လိုက်အောင်ဟုတ်ပြီ rotational motion under constant angular acceleration လဲပတ်ရွေ့ရှာမှုမှာဒီကိန်းတေအရှိန်နဲ့မြင့်နေတာပေါ့ဗျာကိန်းတေအရှိန်နဲ့သွားနေတာအဲ့ဒါတော့နောက်မှအခြေတုံးပြပြပါဒီနောက်ကြလေးဖတ်လိုက်အောင် in a circular motion the object just move in a circle ဒါကျွန်တော်ပြောတဲ့အတိုင်း circular motion ဆိုရင်စဝိုင်းပုံအတိုင်း move လုပ်မယ် object ကအဲ့ဒါဆို circular motion rotational motion ကြ the object rotates about an axis ဝင်ရိုးတစ်ခုတိုင်းလဲပတ်နေဥပမာကဘာကြီးကကျွန်တော်တို့ကဘာကြီးကဒီဝင်ရိုးတိုင်းလဲပတ်နေတာဟုတ်တယ်အဲ့ဒါဆို rotational motion အဲ့ကဘာကြီးရဲ့ဘေးပတ်လည်မှာလာလေးကအဲ့လိုလဲပတ်နေတာကြ circular motion ဟုတ်တယ်နော်ဒီစဝိုင်းပုံအတိုင်းလေးပဲဒီလာလေးကတွန်းနေတာအဲ့ဒါ circular motion အဲ့တော့သူ example ပေးထားတယ် circular motion example artificial satellites going around the earth at constant height artificial satellite ဆိုတာဒီအာကာသဒီလုံးမြဲယင်းလို့လည်းပြောလို့ရပါတယ် satellite ဆိုတာလက်ပတ်နေတဲ့ဂျိုဒုလို့လည်းပြောလို့ရတယ်ဂျိုဒုပေါ့ဟုတ်အဲဂျိုဒုလေးကလည်းဒီမှာဂျိုဒုလေးရှိတယ်ဗျအဲဂျိုဒုလေးကလည်းကဘာကိုစဝိုင်းပုံတိုင်းလေးပဲပတ်နေတာအဲ့ဒါဆို circular motion ရဲ့ example rotational motion ကြ example ပေးရပါတယ်လေ rotational motion rotation of earth ကဘာကြီးလဲပတ်နေတာဥပမာပေးတယ်ကဘာကြီးလဲပတ်နေတာဥပမာပေးတယ်အဲ့ဒါ rotational motion about its own axis သူ့ဝင်ရိုးတိုင်းလေးပဲကဘာကြီးလဲပတ်နေတယ် which creates the cycle of day and night အဲ့လိုလဲပတ်လို့ပဲနေနဲ့ညဆိုဖြစ်လာတယ်ဟုတ်တယ်ဟုတ်အဲ့ဒါအလုံးသိပါတယ် the motion of the blades of a fan ဒီပန်ခါရဲ့ရွေ့ရှားမှုကလည်း rotational motion ပဲလေဒါပန်ခါကြီးရဲ့ဝင်ရိုးဟုတ်တယ်အဲ့ဝင်ရိုးတိုင်းလေးပဲပန်ခါအဲ့လိုလဲနေအဲ့ဒါ rotational motion တခုရှိရနော်ဒီပန်ခါရဲ့ဘေးလေးကိုကျွန်တော်တို့ကြိုးလေးနဲ့ခြီးပြီးဘောလုံးလေးတစ်လုံးကိုတွဲလောင်းလေးချလိုက်မယ်ဆိုရင်အဲ့ဘောလုံးလေးကချက်ဒီကောင်ကချက်ပန်ခါရမ်းတိုင်းဒီဘောလုံးလေးကဒီတိုင်းလေးရမ်းတော့ဟုတ်တယ်
အဲ့ချိန်ကျအပေါ်လုံးလေးရဲ့ရွေးရှာမှုက circular motion ဗျဟုတ်တယ်နော်အဲ့တော့ဒီလောက်ဆို circular motion နဲ့ rotational motion နဲ့တက်ခေါ်ပြတီးလောက်ပါအဲ့တော့သူနောက်တစ်ခု example ပေးထားတဲ့ rotational motion of a Ferris wheel ဆိုတာကျွန်တော်တို့ဒီခြားရဟတ်ပေါ့ဒါကြီးအဲ့ကို Ferris wheel လို့ခေါ်တယ်။ in amusement park ဒီကောင်ကလည်း rotational motion ပဲ။ဒီကောင်ကဘယ်လိုလဲဆိုတော့ဒီကောင်က rotate တော့လုပ်နေတယ်။ဒါပေမဲ့ down လိုက်ပေါ့ vertical တိုင်း rotate လုပ်ကဲထားပါတာ။နောက်လည်း rotational motion ပဲအဲ့တော့ example 3ခုရှိတယ် motion of a Ferris wheel rotation of earth ပြီးတော့ motion of the blade of a fan အဓိကအမေးများတာတော့ဒီ motion of the blade of the fan အမေးများဆုံးပါပဲ။ကဲဟုတ်ပြီအဲ့တော့ဆက်တော့ရအောင်။ဟုတ်ပြီအခုမှ rigid body အကြောင်းပြောမယ် rigid body ဆိုတာကျွန်တော်ဘာမှမဟုတ်ဒီခတ်မာဝတ္ထုပေါ့အဲဘာသာပြန်မယ်ဆိုခတ်မာဝတ္ထုဆိုတာကျွန်တော်တို့ရှင်းရှင်းလေးပဲဒီကောင်ကိုဘယ်လောက်ကျွန်တော်တို့ရွေ့မြန်နေအမြန်တော့ဒီကောင်လုံးဝပုံတံမပြောင်းဒီကောင်တွေမှာရှိတဲ့တွဲထုတွေလုံးဝမရွေဘူးဒီကောင်တွေမှာရှိတဲ့ particle တွေကြားတဲ့အကွာအဝေးတွေလုံးဝမရွေဥပမာကျွန်တော်တို့ဒီအများကြီးပါဒီကဘာလဲ rigid body တစ်ခုပဲဗျာဒီကောင်ကျွန်တော်တို့အမြန်ဘယ်လောက်ပဲအမြန်ရွေဗျာဒီကောင်ကြားတဲ့ဒီကောင်ပုံမပြတ်ဘူးလို့ပြောလို့ရတယ်ပုံမပြတ်ဘူးဘယ်လောက်အချိန်နဲ့ပုံမပြတ်ဘူးဥပမာကျွန်တော်ကြောက်ခဲတဲ့တော့အချိန်နဲ့ပြစ်လိုက်ပဲဗျာဒီကြောက်ခဲကဒီနားရောက်တော့လိုက်ကြောက်ခဲတိုင်းအဲ့ကြောက်ခဲပုံမပြတ်ဘူးဘယ်လောက်ပဲအမြန်လို့အမြန်ရွေပုံမပြတ်ဘူးအဲ့ဒါကိုခတ်မဝတ္ထုလို့A rigid body is a body that does not deform ပုံမပြတ်ဘူး or change shape ပုံတံမပြောင်းဘူး That is no longer how the body move အဲ့ဒါက no matter how the body move အရေးမပါဘူးဒီ body ဒီ rigid body ကဘလို့ပဲရွေ့အမြန်ရွေ့မလားနည်းနည်းရွေ့မလားဘလို့ပဲရွေ့distance between any two particle within the body ဒီသူ body တစ်ခုရှိမှာဗျဒါဆိုကြောက်ခဲအဲ့တော့ရှင်းရှင်းလေးပဲကြောက်ခဲကိုကျွန်တော်တို့ဖွဲ့စည်းထားမှာ atom တွေအများကြီးနဲ့ဖွဲ့စည်းထားမှာဟုတ်တော့အဲ့တော့သူပြောချင်တာဒီ atom တစ်ခုနဲ့တစ်ခုကြားထဲမှာရှိတဲ့အကွာအဝေးကလုံးဝပြောင်းမသွားဘူးဗျာ constant ပဲတနည်းအားဖြင့် does not deform ပါပဲ does not deform or change shape ဘုဒ္ဓတည်းမပြောင်းဘူးသူပြောချင်တာဒီက distance between any two particle within the body remain constant အဲ့ဒါအဓိကဟုတ်ပြီဒါလည်း rigid body ရဲ့ definition ဆိုတော့မှတ်ထားသင့်ပါတယ်If a rigid body is in rotational motion, all particles constituting it undergo circular motion about a common axis. ဒါလေးကဘာပြောတယ်လဲဆိုတော့မြန်မာလိုဘာသာပြန်ရင်တော့ rotational motion တိုင်းရွေ့နေတဲ့ဝတ္ထုတိုင်းမှာအထဲမှာပြောမယ်ဆိုဒီမှာအမုံလေးရှိမယ်ဗျatom လိုပဲပေါ်ထားလိုက်အဲ့ကောင်လေးတွေကဒီကောင်က rotational motion တိုင်းသူ့ဝင်ရိုးတိုင်းအဲ့လိုလဲ့မယ်ဆိုရင်ဒီကောင်လေးတွေ့ကြကျွန်တော်ခုနပန်ခါတော့လည်းဥပမာပေးပြောခဲ့တယ်ဗျာဒါပန်ခါရှိတယ်ဟုတ်တယ်နော်ဒီပန်ခါတွတ်တူလဲတာတော့ဗာလေ rotational motion ဟုတ်ပြီဒီပန်ခါပြပါကျွန်တော်ဘောလုံးလေးလိုချိတ်ပြီးလဲလိုက်အဲ့ဘောလုံးလေးဘယ်လိုဖြစ်သွား circular ပါတန်လေးပဲစဝိုင်းမုန်တိုင်းလေးပဲရွေ့သွားတော့ circular motion ဒီမှာလည်းအတိုင်းပဲဒီ rigid body ရွေ့တာတော့ rotational motion ဒါပေမဲ့ဒီထက်အမုံလေးတွေခံစားနေတာကဒီကောင်ဒီတိုင်းအဲ့လိုရွေ့ရှောင်းမှုခံစားနေရတော့ဒီထဲမှာရှိတဲ့အမုံတွေက circular motion တိုင်းရွေ့တယ်လို့ circular motion ကိုခံစားနေရတယ် constitution it undergoes circular motion ကိုခံစားနေရတယ်လို့ပြောချင်တယ် about a common axis ဝင်ရတော့တူပဲပေါ့ဒီခမဝတ္ထုပဲဝင်လို့ဒီတစ်ခုတည်းအတိုင်း common axis အဲ့ဒါကိုပြောချင်တာဒီနော်အဲ့ဒါရှင်းတော့ပြီတယ်ဆက်ဖတ်ရအောင် when a object rigid body rotates rigid body တစ်ခုက rotates လုပ်မယ်လဲပတ်မယ်ဆိုရင် it can speed up or speed slow down ရှင်းရှင်းလေးပဲကျွန်တော်တို့ပန်ခါဆိုလဲအနေမြန်ရှိရဗျာဒီပန်ခါကိုကျွန်တော်တို့နံပါတ်1ထားမလားအနေဆုံးနံပါတ်2ထားမလားလဲလက်မြန်လိုက် speed up ဖြစ်လိုက်မဟုတ်ကွာအေးတယ်ဆိုပြီး1ပဲပြန်ထားလိုက်တယ်အဲ့တော့ slow down ဟုတ်တယ်နော်အဲ့လိုပေါ့လို့တယ် speed up slow down အချိန်များနိုင်တဲ့အချိန်နေတယ်အဲ့လိုနေနေတဲ့မြန်နေတဲ့အချိန်တွေမှာ during these time intervals its angular velocity is changing သူ့ရဲ့ angular velocity ကပြောင်းလဲနေတယ်ကဲဟုတ်ပြီ
ဒါကတော့ကျွန်တော်ဒီ grade 10စာလေးတချို့ပြန်ပြောကြည့်ပါတယ်ပြောချင်ပါသေးတယ်အဲ့တော့ကျွန်တော်တို့အားလုံးသိမှာကျွန်တော်တို့ဒီ linear quantity တွေသိမှာအားလုံးသိလောက်မလို့ထင်ပါတယ် linear quantity တွေဆိုတော့ကျွန်တော်တို့10တန်းကလေးသင်ခဲ့ရတယ်ကျွန်တော်တို့ဘာတွေသင်ခဲ့ရလဲဉာဏ်မြင်ဖြောင်းတိုင်းရွေ့တဲ့အရွေ့ဟုတ်တယ်နော်အရွေ့ကိုကျွန်တော်တို့ဘာခေါ်ခဲ့လဲ s လို့ခေါ်ခဲ့တယ် linear displacement ဟုတ်တယ်နော် linear displacement ပြီးတော့အဲ့ဒီကနေဒီကိုရောက်ဖို့ကြာချိန်အကြာချိန်ကြာတီလေးပါလာတော့ရှင်းလေးပဲ s by t ကျွန်တော်တင်ခဲ့တယ် s by t ကပါလဲ v ဟုတ်တယ်နော် v လို့တင်ခဲ့တယ် velocity ပေါ့ velocity လည်းအားလုံးသိကြမှာပါအဲ့တော့ရှင်းလေးပဲ angular displacement တင်ခဲ့ linear displacement linear velocity ပြီးတော့ရှင်းလေးပဲဒီ velocity ကလည်းထပ်ပြောင်းမယ်ညနေဒီကရွေ့တဲ့အချိန်ကထပ်ပြောင်းမယ်အချိန်ကထပ်ပြောင်းတော့ရှင်းလေးပဲကျွန်တော်တို့ acceleration ရပြီပေါ့v by t လေ acceleration ရပြီအဲ့တော့ linear displacement linear velocity linear acceleration ဟုတ်ပြီအဲ့သုံးခုရှင်းပြီအဲ့ကျွန်တော်တို့ grade 11ရောက်တော့ကျွန်တော်တို့သင်ခဲ့ရတာ angular quantities တွေသင်ခဲ့ရတယ် angular quantities တွေပါသင်ခဲ့ရလဲ theta ဆို angular displacement theta ဆိုကျွန်တော်တို့သင်ခဲ့ရတယ်အဲ့ angular displacement theta ဆိုတာပြောတာဒီတိုင်းပြတောင်းအလိုက်ရွေးရှာမှုပေါ့ရှင်းလေးပြောရမယ်ဆိုရင်ဒါကျွန်တော်တို့ဒီဟိုမြင်ကြည့်လိုက်နာရီတစ်လုံးလို့မျက်စိထဲမှာမြင်ကြည့်လိုက်ဒါနာရီလေးတစ်လုံးဗျာနာရီလေးတစ်လုံးဒါသူ့လက်တံလေးဟုတ်တယ်နော်ဒါသူ့လက်တံအတူရှိလေးအဲ့ဒီလက်တံကဒီကနေဒီလိုရောက်လာမှာဗျာဒီစနစ်ပေါ့ဒီစနစ်ကနေဒီမှာ3ပေါ့ဒီ3ကိုရောက်လာမယ်ဆိုဒီကောင်ရွေ့သွားတာဘယ်လောက်လဲ60ဒီဂရီရွေ့သွားတာမလားဟုတ်တယ်နော်သူ့ရဲ့ထောင်းကဘယ်လောက်ရွေ့သွား60ဒီဂရီကဲအဲ့ဒါလေးကိုကျွန်တော်တို့ခေါ်တီတာလို့ခေါ်တယ်တောင်းတန်ဖို့ဘယ်လောက်ပြောင်းသွားသလဲတောင်းတန်ဖို့ဘယ်လောက်ပြောင်းသွားသလဲအဲ့ဒါကိုကျွန်တော်တို့တီတာလို့ခေါ်တယ်ဒီတီတာတစ်ခုတော့ရှိတယ်သူကအမြဲတမ်း constant ပဲဗျာ radius နဲ့လုံးဝမပတ်တော့ဒီကောင် constant ပဲဒီမှာကြည့် radius နဲ့မပတ်တော့ဒီမှာကျွန်တော်ဒီနိုင်လက်တံအရှည်လေးကဒီကနေဒီကိုရွေ့လဲရှည်လေးကရွေ့လဲထောင်းက90ပဲဟုတ်တယ်နော်တီတာ is equal to 90ပဲအဲ့တော့ကျွန်တော်နိုင်လက်တံအကြီးမှရှိရနိုင်လက်တံရှည်ကဒီကနေဒီကိုရွေ့လဲထောင်းက90ပဲအဲ့တော့ radius နဲ့လုံးဝမပတ်တော့ဒီကောင်ဘယ်လောက်ရှည်ထောင်းက90ပဲဖြစ်ပြီးတော့ဟုတ်တယ်နော်ဟုတ်ပြီအဲ့ဒါကျွန်တော်တို့တီတာသိပြီကဲဟုတ်ပြီအဲ့တော့ angular velocity ဆိုတာဘာလဲ omega ဟုတ်ပြီ omega ဆိုတာဘာမှမဟုတ်ကျွန်တော်တို့ဒီနိုင်လက်တံဒီကနေဒီကိုပြောင်းသွားဖို့ဘယ်လောက်ကြာချိန်ကြာတယ်လဲအဲ့ဒါပဲဒီမှာဆိုစနစ်ကနေ3ကိုပြောင်းသွားတယ်ဒါကျွန်တော်တို့ဟိုဟာတန်လို့တပေါ်ထားလိုက်မယ်မိနစ်တန်လို့တပေါ်ထားလိုက်ရင်ဆိုကျွန်တော်တို့ဘယ်မိနစ်ကြာတယ်လဲညနေတီးသွားဖို့15မိနစ်ပေါ့ဟုတ်တယ်နော်5မိနစ်ကြာတယ်ရှင်းလေးပဲ15မိနစ်ကြာတယ်ဘာလောက်သွားဖို့90 degree သွားဖို့ဟုတ်တယ်နော်90 degree သွားဖို့15မိနစ်ကြာတယ်အဲ့ကောင်ကျွန်တော်တို့ omega ပဲ omega ရဲ့ unit ကတော့ကျွန်တော်တို့ radian per second နဲ့သတ်မှတ်တယ်ပေါ့ဗျာဒါကျွန်တော် degree နဲ့ပဲပြောလိုက်တာပြောရလို့အောင် degree ကို radian ပြောင်းအောင်ပါပေါ့ဘာလို့လဲဆိုတော့ဒီကောင်လေးရဲ့ SI unit က radian ဟုတ်တယ်နော်ဒီကောင်ရဲ့ unit က radian per second ဒီဘက်က unit ကတော့ပြောစရာမလိုတော့ပါဘူးဒါ meter per second အဲ့ radian ဆိုတာကတော့ဘာပြောတယ်လဲဆိုတော့နောက်မှပဲကျွန်တော်ပြပါမယ်နောက်မှလည်းပါပါတယ်ဆိုတော့အဲ့ acceleration ဆိုတာလည်းသိပါသည် omega ပြောင်းလဲနှုန်းပေါ့ acceleration angular acceleration အဲ့သူ့ရဲ့ unit ကလည်းရှင်းလေးပဲ per second square ကဲဟုတ်ပြီအဲ့ကျွန်တော်စပ်ဖတ်လိုက်အောင်အဲ့အခုဒါလေးနားလည်လောက် during this time interval အဲ့ကြောင့်အရှိန်များတာနဲ့အရှိန်လျှော့တဲ့အခါမှာဒီကောင်ရဲ့ angular velocity is changing manually အဲ့လိုအရှိန်တိုးတော့ဒီကောင်ဒီကနေရွေးတဲ့ angular velocity ချင်းပြီးသွားပြီဗျာဥပမာဒီကောင်နိုင်ပြက်နေလို့ပြောထားလိုက်နိုင်ပြက်တော့ဒီကောင်ကဒီကနေရွေးဖို့15မိနစ်အချိန်မကြာပဲ10မိနစ်လောက်အတွင်းကိုဒီကောင်ဒီကနေရွေးနေနိုင်မြန်နေနေအားဖြစ်တယ်15မိနစ်အချိန်ပြီးတော့ပဲ10မိနစ်လောက်ပဲကြာမယ်အဲ့ချိန်ဆိုဒီကောင် angular velocity ကချိန်နေတယ် therefore it has angular acceleration ရှင်းလေးပဲ velocity ပြောင်းတော့ acceleration ရတယ်ဟုတ်တယ်မလား velocity ပြောင်းတော့ acceleration ရတယ်အဲ့ဒါအားလုံးသိ grade 10ကစားတယ်
လျင်ပြောင်းမှအရှင်ရောက်မှာအရှင်ရမှာဟုတ်တယ်နော်ဘာလို့လဲဆိုတော့ a is equal to u by t angular နဲ့ပြောရမှာဆို alpha is equal to omega by t ဒီကောင် constant ဆိုရင်ဒီကောင်လည်းမရှိဘူးဒီကောင် constant ဆိုဒီကောင်0ဒီကောင် constant ဆိုရင်ဟိုဘက်ကကောင်0 acceleration မရှိဘူးဟုတ်ပြီ if its angular velocity changes as constant rate ကဲကျွန်တော်ပြော constant rate အတိုင်းချိန်မယ်ဆိုတော့ကကျွန်တော်ဒီ constant angular acceleration နဲ့မရောစင်နေတော့ဒီနေရာမှာသူပြောချင်တာကလိုက်ဖြတ်လိုက်တော့မယ်နော်ပဲ constant rate နဲ့သူကချိန်တယ်လို့ပြောချင်တာချိန်တဲ့အလျင်တိုင်းချိန်တယ်ဗျာ if its angular acceleration changes at constant rate constant angular relation ကိုပြောချင်တာမဟုတ်ဘူး case ကနှစ်ခုရှိတယ်ဗျာ constant omega ပေါ့ angular acceleration ဆိုတာကဒီကောင်ကဒီတိုင်းပေါ့ပုံနဲ့ပြရမယ်ဆိုရင်အခုလဲ5 radian per second နဲ့ရွေ့နေတယ်နောက်ဟိုကကြာတော့ပေါ့နောက်5 second 5 second ကြာတော့လေဒီကောင်က5 radian per second နဲ့ပဲရွေ့နေတယ်နောက်5 second ကြာတော့လေဒီကောင်အလောက်နဲ့ပဲရွေ့နေတယ်ဗျာအဲ့လိုဆိုရင်ကျွန်တော်တို့ constant angular velocity လို့ပြောတယ်အဲ့လိုနေရာမှာဆို acceleration ကအဲ့လိုမျိုးဆို acceleration လုံးဝ0မရှိဘူးလုံးဝ0မရှိဘူးဟုတ်ပြီနော်အဲ့ဒါတော့ပေါ့တယ်နော်ဟုတ်ပြီအဲ့တော့ तू ပြောထားတာကဒါကိုပြောထားတာမဟုတ် constant angular acceleration ပြောထားတာမဟုတ် तू ပြောထားတာ angular velocity က change ဖြစ်တယ်ပြောင်းလဲနေတယ်အဲ့ဒီ constant rate အတိုင်းပြောင်းလဲနေတယ်ဒီမှာလုံးဝမပြောင်းလဲဘူးကွာဒီအပေါ် case မှာじゃလုံးဝမပြောင်းလဲဟုတ်တယ်နော်အပေါ် case မှာじゃလုံးဝမပြောင်းလဲဘူးအောက် case じゃအဲ့လိုမဟုတ်တော့ဘူးပြောင်းလဲနေတယ်ပြောင်းလဲနေအောက် case မှာ change ဖြစ်နေပြောင်းလဲဒါပေမဲ့ဘယ်လိုပြောင်းလဲတယ်လဲ constant rate အတိုင်းပြောင်းလဲနေ constant rate အတိုင်းပြောင်းလဲနေတယ် omega ပြောင်းလဲနေတဲ့ constant rate အတိုင်း omega ပြောင်းလဲနေဆိုတော့ဒီတိုင်းမျက်စိနဲ့မြင်အောင်ပြောရမယ်ဆိုရင်အခုဆို तू က5 radian per second နဲ့ရွေ့နေတယ်ပေါ်ထားလိုက်တော့အပူတိုင်းဒါပေမဲ့မဟုတ်တော့နောက်5 second နေတော့ဒီကောင်က10 radian per second ရောက်သွားတယ်ဟုတ်ပြီနော်နောက်5 second နေတော့နောက်5 second နေတော့ဒီကောင်က15 radian per second ရောက်သွားတယ်နောက်5 second နေတော့ဒီကောင်ကဘယ်လောက်ရောက်သွားလဲ20 radian per second ရောက်သွားတယ်အဲ့တော့ဒါလို့မြင်ကြည့်လိုက်ဒီနှစ်ခုကြားတဲ့အကွာဝေးရလဲ5 radian per second ဒီနှစ်ခုကြားတဲ့အကွာဝေးရလဲ5ဒီနှစ်ကောင်ကြားရလဲ5ဟုတ်တယ်မလားရှင်းလေးပဲအဲ့ဒီကောင်ကဘယ်လိုရွေ့နေတယ်လဲဆိုတော့ constant angular acceleration နဲ့ရွေ့နေတယ်အဲ့ဒီ case မှာじゃ acceleration က0မဟုတ် acceleration ကဒီ case မှာကျွန်တော်ရေးရတာခံဟိုဘက်ရွှေ့လိုက်မယ်ဟိုအဲ့တော့ကျွန်တော်ရွှေ့ရမယ် okay ဟုတ်ပြီဟုတ်ပြီကျွန်တော်ရွှေ့လိုက်ပြီအဲ့သဘောပေါက်ပြီထင်တယ်အဲ့လိုဆိုကျွန်တော်တို့ဒီ alpha ဒီနေရာမှာじゃ constant angular relation constant ဖြစ်သွားပြီ constant angular acceleration constant ဘာလို့လဲဆိုတော့ဒီကောင်5 second နေတိုင်း5 radian per second ပြောင်းနေရှင်းရှင်းလေးပဲအချိန်တူတယ်ဗျာအချိန်တူကြားထဲမှာပဲတိုးသွားတဲ့ omega တန်ဖိုးတွေကလည်းတူတယ်ဒီပုံတိုင်းပဲနားလည်ကြည့်လိုက်အချိန်ကမြန်နေဒါပေမဲ့သူနီးစနစ်ကြမြန်နေတယ်5 second ဆို5တိုးတယ်ထပ်5 second တော့ထပ်5တိုးတယ်ထပ်5 second တော့ထပ်5တိုးတယ်5 radian per second တိုးတယ်အဲ့တော့ဒီနေရာမှာ omega ပြောင်းတော့ပြောင်းနေတယ်ဒါပေမဲ့ constant rate အတိုင်းပြောင်းနေတယ်ဟုတ်ပြီနော်အဲ့ဒါကိုသူပြောချင်တာသဘောပေါက်လောက်ပြီထင်တယ်ဒီ case နှစ်ခုရှိတယ်အဲ့ဒါလေးကိုသဘောထားလောက်အဲ့ဒါလေးကိုမှတ်ထားအောင်ကျွန်တော်ပြန်ရေးပေးမယ်အဲ့တော့ constant omega ဆိုရင် alpha 0เนาะဒါပေမဲ့ changes at constant rate omega ဆိုရင် alpha က equal to constant ဟုတ်ပြီနော်ဒီအားလေးမှတ်ထားပါဒါလေးကအနစ်ချုပ်ပါအဲ့တော့အဲ့လို motion မျိုးကိုကျွန်တော်တို့ဒီအောက်က motion မျိုးကိုသူပြောထားတာ if the angular velocity changes constant rate then we can say that the angular acceleration constant ကဲဟုတ်ပြီ alpha constant ဖြစ်တယ်ရှင်းပြတဲ့အတိုင်းပဲ
and the motion is called the rotational motion လက်ပတ်ရွေ့လျားမှု and the constant angular acceleration ခုတော့သဘောပေါက်လို့မပေါ့ဒီခေါင်းစဉ်ကခုနကဘာကိုပြောချင်တာဆိုတာဟုတ်ပြီနော်အဲ့ကျွန်တော်ဟုတ်ပြီအဲ့တော့ဒါလေးကတော့ကျွန်တော်ချက်ထားမယ် definition တစ်ခုပါပဲဒီကောင်ကြီးကတော့ချက်ထားတင်ပါတယ်ဒါလေးကတော့ဟုတ်ပြီအဲ့တော့ဒီအောက်ကစာပိုက်တွေကတော့ကျွန်တော်ဖတ်ရုံပဲဖတ်ပြလိုက်မယ်ပါလို့လဲဆိုတော့ကျွန်တော်ခုနရှင်းပြပြီးသားတွေကိုပဲသူကပြန်ပြောတာဗျာ various rotational variabilities လက်ပတ်ရွေ့လျားမှုရဲ့ဟိုဟာတွေပေါ့ကိန်းတွေပေါ့ such as angular displacement ကျွန်တော်ပြောခဲ့တဲ့ theta angular velocity omega angular acceleration alpha has been introduced previously အရင်သင်ခန်းစာမှာတို့လေ့လာခဲ့ပြီ in this session these will apply to analyze the rotational motion ဒီကောင်တွေကိုတို့အသုံးချမယ် to analyze လေ့လာဖို့ the rotational motion လက်ပတ်ရွေ့လျားမှုကိုလေ့လာဖို့ for a rigid body တစ်ခုတော့လေ့လာဖို့ about a fixed axis and the constant angular ratio ဒါတွေပါပဲ constant angular ratio မှာရွေ့နေတဲ့ rigid body တစ်ခုခန့်မှဝတ္ထုတစ်ခုကိုကျွန်တော်တို့လေ့လာမယ်အဲ့ဒါအရေးမကြီးရတယ်ပါပဲဟုတ်ပြီဒါအောက်က equation တွက်ထုတ်တာကြတော့နောက်ရမှာကျွန်တော်အဲ့တော့ဒီအောက်ထီတော့ဆက်ဖတ်ကြည့်လိုက်မယ် for an object that rotates with constant angular acceleration the kinematic equation for rotational motion ဟုတ်ပြီအဲ့တော့ကျွန်တော်တို့ဆိုဒီထီပဲကျွန်တော်တို့ဒီနေ့ရထားလိုက်အောက်ပိုင်း equation ပိုင်းရမယ်ဟုတ်ပြီအားလုံးပဲကျေးဇူးတင်ပါတယ်